သားနဲ့သမီးကိုငါတွေးရဖို့အတွက်ကိုငါမှခိုးကြောင်ခိုးဝမ်းနဲ့တွေ့နေရတယ် ဒီနေ့တည့်တော့လိုက်ခဲ့ပြီပါနော်မေကိုဆန္ဒနဲ့မိတ်ဆက်ပေးတယ်ပါ စပားရည်လည်းစိုက်ပါလေ ဟုတ်လားမတို့ကငပိမစားတော့ကွယ်မသိဘူး ကောဖြစ်ပါမလားဆိုတာပါ ညနေကျရင်ကိုထွန်းသမီးလေးကိုလာတွေ့ပြရစေ ရှင်းပုံရိပ်မမြင်စေရဘူး ရှိပါဘူးဘာဖြစ်လို့လဲ တော့じゃနင့်စီကိုလာပြီးတော့သူ့သားနဲ့သမီးကိုတွေ့ကျင်တယ်ဆိုပြီးအပူကတ်နေမှာဆိုလို့လာပြောလို့ရှင်လည်းနင်ညင်းလွတ်နော် မေ အဲ့နဲ့ချင်းကကြားနေ ဒါတော့ရွေးချယ်များလို့ပေါ့ကိုရဲ့ညီမလည်းဘာလို့ရွေးရမှမသိတာ သမီးဒါအိမ်မရှက်နေတူတူပဲမဟုတ်ဘူးလားထပ်ဝယ်လာလား အော် နှစ်ယောက်စလုံးခဏနာပြီးရေမိုးချိုးပြီးတော့သွားဖို့တော့ကိုပြင်ဆင်ထားကြတော့ ရှင် ဟုတ်တယ်ညီမလေးရဲ့တားလေးဖေနဲ့တခါအခုတခါဆို ကိုဘဝတစ်ခုလုံးကိုပုံအော်ပြီးချစ်တဲ့ယောက်ျားကကိုမျက်နှာကိုအိုးမဲတုပ်ယုံတင်မကပဲနှလုံးသားကိုပါဓာတ်နဲ့မှုန်းသွားတဲ့အခါခင်ဗျားတို့ကြာညိုလေးနေရာမှာဆိုရင်ဘလို့ရှင်တန်မလဲလှိုင်းလေကြားကပန်းရွှေကြားအပိုင်း26နဲ့29မှာတော့ကြာညိုလေးရဘဝဟာအပိုင်းပိုင်းအဆအဆကြေမွတ်သွားခဲ့ရပါပြီကြည့်ရှုသူတိုင်းမျက်ရည်မစဲနိုင်အောင်ဖြစ်ခဲ့ရတဲ့ကြာညိုလေးရဲ့အသေးကွဲဇလန်းကိုအခုပဲခန်းစားကြည့်လိုက်ရအောင်အပိုင်း26မှာတော့ကြာညိုလေးရဲ့တီးခန့်နိုင်စမ်းတွေကုံဆုံးသွားခဲ့ရပြီဗျထွန်းထွန်းနဲ့စိုးစိုးတို့ရဲ့ဖောက်ပြန်မှုကိုလူပုံအလဲမှာဖိုထုတ်လိုက်နိုင်ပြီမဲ့ရလက်ကကြာညိုလေးအသက်ပိုပြီးနာကျင်စရာချွတ်လာခဲ့ရပါထွန်းထွန်းကနောင်တရမဲ့အစားနင်ကငါ့ကိုအမြဲတမ်းချုပ်ချယ်လို့ငါစိုးစိုးစီရောက်သွားတာဆိုပြီးအပြစ်ပုံချက်လာတဲ့အခါကြာညိုလေးခမရင်ဘတ်ကိုလက်နဲ့ဖိပြီးငိုးလုံးကလွဲလို့ဘာမှမတက်နိုင်ခဲ့ရှာဘူးကိုကအိမ်တော်ရှင်မကောင်းပြီးသားအောင်ကြိုးစားခဲ့သမျှကအခုတော့အတိတ်ပဲမရှိတဲ့အရာတွေဖြစ်ကုန်တာပေါ့အပိုင်း29မှာတော့ဇက်ရှင်ကပိုပြီးမြင့်တက်လာခဲ့တာဗျဆိုဆိုကအရှက်မရှိပဲကြာညိုလေးစီဖုံးဆက်ပြီးနင်းကထွန်းထွန်းကိုမထိုင်းနိုင်တာနေ့အပလစ်ပဲအခုတော့သူကငါ့လူဖြစ်သွားပြီလို့လှောင်ပြောင်လာတဲ့အခါမှာတော့ကြာညိုလေးခမစိတ်တက်တွေပါပြိုလဲသွားခဲ့ရပြီလေပိုပြီးတနာဟိုကောင်းတာကကြာညိုလေးမှာကိုဝင်ရှိနေတာကိုအခုမှသိလိုက်ရတာပဲကိုပိုက်သေးကရင်သွေးလေးရဲ့အတွက်အထေထိသူကတချောင်းမိမနဲ့ပြိုပါနေတယ်ဆိုတဲ့အသည့်ကကြာညိုလေးကိုတေမင်းဓမ္မနာချီမှုမျိုးပေးလိုက်တာပါကြာညိုလေးဟာအားကိုးရမဲစွာနဲ့မိုးရီထဲမှာတယောက်တည်းလမ်းလျှောက်နေတဲ့အခန်းကတော့ကြည့်ရှုသူတိုင်းကိုရင်ခွဲ့စေခဲ့တာဗျငါဘာတွေမားခဲ့လို့လဲဆိုတဲ့မေးခွန်းမြောင်များစွာနဲ့အတူကြာညိုလေးဟာတတိလစ်ပြီးလဲကျသွားတဲ့အချိန်မှာခမည်းတော်အားလုံးကြာညိုလေးကိုတနာလိုက်တာလို့အညီအညွတ်တဲ့အော်ဟစ်မိမှာအသေးချပဲထွန်းထွန်းကတော့ကြာညိုလေးဆေးရုံရောက်နေတာတောင်စိုးစိုးနဲ့အတူပျော်ပါနေတော့ဆိုတော့ဒီယောက်ျားရဲ့စိတ်သက်ကတကယ်ကိုဒရိဆန်ထက်တောင်နှိမ့်ချနေပါပြီဒါပေမဲ့ခမည်းတော်သိလားပန်းရွှေကြဆိုတာအနင်းခံရလေးလေးပိုပြီးခိုင်မာလာလေးလေးပဲဗျအပိုင်း29ရဲ့အဆုံးသတ်မှာဆေးရုံကတင်ဖော်ကနိုးလာလေကြာညိုလေးရဲ့မျက်လုံးတွေထဲမှာအရင်လိုအားနွဲမှုတွေမရှိတော့ဘူးငါကလေးအတွက်ငါရှင်းတမ်းမယ်ရှင်တို့ညရုပ်ကိုလည်းငရဲခန်းကိုငါကိုယ်တိုင်ပို့ပေးမယ်ဆိုတဲ့ကြာညိုလေးရဲ့တင်ငီလောနဲ့စကလုံးတွေကနောက်လာမယ့်အပိုင်းတွေမှာပြင်းထန်တဲ့ကလေးစားချီမှုတွေလာတော့မယ်ဆိုတာကိုအရေးပြလိုက်တာပဲ။